ဒါဟာမော်ဆန်နဲ့ဖဲချက်တစ်ချက်ဖြစ်ပါတယ်သူ့ရဲ့လက်ကအဲ့ဒီဖဲချက်ကိုထိလိုက်တဲ့မိနစ်ပိုင်းတွင်းမှာပဲဒါဟာအလိုလျောက်မီးတောက်လောင်သွားခဲ့ပါတယ်ဒါအပြင်စားပွဲပေါ်မှာလည်းစန်းကျယ်ရဲ့တင်ကေတတွေကိုခြံထားခဲ့ပါတယ်ဟာအိုဟာဒါဟာစွန့်ပစ်မြေတိုင်းကစုံမကြီးရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်မှန်းချက်ချင်းသိလိုက်ပါတယ်အဲ့ဒီအထဲမှာရှေးဟောင်းပြီးအစွမ်းထက်တဲ့မော်ပညာတွေပါဝင်နေခဲ့တာပါသူဒါကိုထိလိုက်တဲ့အခါကျင်းစာတစ်ခုထွက်ပေါ်လာပြီးစားပွဲပေါ်မှာအမှတ်သားဖြစ်ဆွဲထင်ကြံရစ်ခဲ့ပါတယ်ဟာအိုဟာသူ့ရဲ့လက်နဲ့တင်အဲ့ဒီအမှတ်သားကိုတိုက်ရိုက်တုပ်ဖယ်ပစ်ခဲ့ပါတယ်မိတောက်တွေကသူ့ရဲ့လက်ဖွားကိုလောင်ကျွမ်းစေခဲ့ပေမဲ့လည်းဟာအိုကတော့အရှုံးမပေးခဲ့ပါဘူးသူ့ရဲ့မျက်နှာအမူအရာကတဖြည်းဖြည်းခက်ထန်လာပြီးနောက်ဆုံးမှာတော့ကျင်းစာကိုအောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါတယ်ဒီဖြစ်ရပြီးနောက်မှာတော့ဟာအိုဟာဘာစားစာကိုမျှစားကျင်စိတ်မရှိတော့ပါဘူးသူဟာလက်ထွက်သွားခဲ့ပါတယ်သူကသူ့ရဲ့မနက်စာအားလုံးကိုကာလစီဖာစီကျွေးပစ်လိုက်ပြီးရုံရင်းကိုကီလိုမီတာ100အကွာဝေးစီရွှေ့ပြောင်းဖို့အမိန့်ပေးခဲ့ပါတယ်ဒီအချိန်မှာတော့ကောင်လေးလေးကဆိုဖီဟာစွန့်ပစ်မြေတိုင်းကစုံမကြီးရဲ့လောက်ခံတူလို့ထင်မှတ်သွားခဲ့ပြီးဒါကဆိုဖီကိုချက်ချင်းဒေါသထွက်သွားစေပါတယ်သူမကအကြောင်းရင်းကိုရှင်းပြခြင်းခဲ့ရမယ်စုံမကြီးရဲ့ကျင်းစာကြောင့်စကားတစ်လုံးမှထွက်မလာခဲ့ပါဘူးဆိုဖီကအကယ်၍အဲ့ဒီစုံမကြီးကိုလက်ရဖမ်းမိရင်တော့လေဘင်းကိုအသေးလိမ်ပစ်မယ်လို့တွေးပြီးဒေါသထွက်နေတဲ့ကောင်လေးကိုမနက်စာကုံအောင်စားဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဆိုဖီဟာသူမရဲ့ဒေါသတွေကိုခွန်အားဖြင့်ပြောင်းလဲလိုက်ပြီးရုံရင်းကိုဝီရရှိရှိနဲ့စတင်တန်ရှင်းရေးလုပ်ပါတော့တယ်သူမရဲ့တန်ရှင်းရေးအောက်မှာအိမ်ထဲကကြွက်တွေနဲ့ပိုးမွားတွေအားလုံးထွက်ပြေးသွားကြရပြီးအမိုက်တွေကလည်းတောင်ငယ်လေးတစ်ခုလိုပုံလာခဲ့ပါတယ်ဆိုဖီကကျမ်းပြင်ကိုရေနဲ့တိုက်နေစဉ်မှာပဲဘေးနားကကာလစီဖာကတနာစရာကောင်းအောင်အဟင့်ကိုကျွေးနေခဲ့ပါတယ်တနာစရာမိတောက်လေးဟာငိမ့်လူနီးပါးဖြစ်နေခဲ့ရပေမဲ့ဆိုဖီကကာလစီဖာကိုဘေးဖယ်ထားလိုက်ပြီးမိဖို့တဲကပြားတွေကိုအရင်ဆုံးတန့်ရှင်းဖို့ရည်ရွယ်ခဲ့တာပါအဲ့ဒီအချိန်မှာကာလစီဖာကသူပြုတ်ကြတော့မယ်ဆိုပြီးဆိုဖီကိုအလောတက်ကြီးကူညီပေးဖို့အဟင့်အကူညီတောင်းခဲ့ပါတယ်နောက်ဆုံးမှာတော့ကာလစီဖာငိမ့်သွားခဲ့ပါတယ်ကံကောင်းထောက်မစွာပဲဟာအိုကအချိန်မီရောက်လာခဲ့ပြီးမော်ပညာကိုသုံးလို့ကာလစီဖာကိုပြန်လည်မိညှိပေးခဲ့ပါတယ်သူကဆိုဖီကိုဒီလိုမားမျိုးနောက်ခါမလုပ်ဖို့တတိပေးခဲ့ပြီးအလုပ်ကိစ္စအတွက်အပြင်ထွက်ဖို့ပြင်ဆင်ကတိုင်ခွက်ကိုအမေးအောင်စီလှည့်လိုက်ပြီးအောက်ကိုတဲ့ခုန်ချသွားပါတယ်ဒါပေမဲ့ဟာအိုထွက်ခွာသွားပြီးနောက်မှာတော့ဆိုဖီကဒုတိယထပ်ကိုဆက်လက်တန့်ရှင်းဖို့ရည်ရွယ်ခဲ့ပါတယ်ဒါကိုမြင်တော့ကောင်လေးလေးကအပေါ်ထပ်မှာတစုံတရာရှုပ်ဝက်ချက်ရှိနေတယ်လို့မျိုးသူမကိုအမြန်တားဆီးခဲ့ပါတယ်ဆိုဖီကလည်းမတန့်ရှင်းစေချင်တဲ့အရာမှန်သမျှကိုအခုကတည်းကကြိုတင်ဖုံးကွယ်ထားလိုက်တာပိုကောင်းလိမ့်မယ်လို့ဆိုကကောင်လေးကလည်းသူ့ခန်းကိုနောက်ဆုံးမှတန့်ရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်ဆိုဖီဟာအိုရဲ့ရေချိုးကန်းထဲဝင်လိုက်တဲ့အခါသူမစိတ်ကိုကြိုတင်ပြင်ဆင်ထားခဲ့ရမယ်လေတကားကိုတွန်းဖွင့်လိုက်တဲ့မိနစ်ပိုင်းတွင်းမှာပဲသူမဟာအကြီးကျယ်ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်